အားလုံးပဲမင်္ဂလာပါ Amara ရဲ့ channel လေးမှာကြိုဆိုပါရစေဒီဗီဒီယိုလေးကတော့ IELTS ကို Band 7နဲ့အထက်ရချင်တဲ့လူတွေအတွက်ဖြစ်ပါတယ်အဲ့တော့ IELTS ဖြေတော့မယ်ဆိုလို့ရှိရင်အဓိကသိထားမှာကသူ့မှာ skill လေးမျိုးရှိတယ် writing listening reading speaking ဆိုပြီးရှိတယ်အဲ့ skill လေးမျိုးထဲမှာအခက်ဆုံးကတော့ writing မှာwriting ကို band 7နဲ့အထက်ရဖို့ဆိုလို့ရှိရင်အရန်ကိုခက်ပါတယ်အဲ့တော့ဟုတ်ပြီအခုစပြီးကြည့်လိုက်ရအောင် IELTS academic writing မှာနှစ်ခုဖြေရတယ်ဘာလဲဆိုတော့ test 1နဲ့ test 2ဆိုပြီးတော့ essay နှစ်ပုဒ်ဖြေရတယ် test 1မှာကကြတော့သူပေးထားတဲ့ data တွေ graph တွေကိုရေးပြီးတော့ essay အနေနဲ့ရေးပြီးတော့ဖြေပေးရမယ် test 2မှာကြတော့သူမေးပေးထားတဲ့အကြောင်းအရာသူ discuss လုပ်ချင်တဲ့အကြောင်းအရာသူမေးတဲ့မေးခွန်းကိုဖြေပေးရတယ်ဟုတ်ပြီအဲ့တော့ test 1နဲ့ test 2နဲ့နှစ်ခုပေါင်းကိုမိနစ်60အချိန်ပေးတယ်ဘယ်ဟာပဲအရင်ဖြည့်ကြိုက်တဲ့ဟာအရင်ဖြည့်လို့ရတယ်အကြံပေးချင်တာကတော့ test 2ကိုအရင်ဖြည့်ပါဘာကြောင့်လဲဆိုလို့ရှိရင်အမှတ်ယူတဲ့နေရာမှာ test 2ကပို့ပြီးတော့အရေးပါတယ် test 2ကိုပိုင်နိုင်ကောင်းဖြည့်နိုင်မှသာအမှတ်ကောင်းရမယ် test 1ကဘယ်လောက်ပဲကောင်းနေပါစေ test 2မကောင်းလို့ရှိရင်အမှတ်မကောင်းဘူးအဲ့တော့ test 2ကိုအရင်စဖြည့်ရအောင်ပြီးကြတော့ test 2ကို43မိနစ်ထိအချိန်ပေးမယ် test 1ကိုတော့18မိနစ်ပဲအချိန်ပေးမယ်ဘာကြောင့်ဒီလိုအချိန်ပေးတယ်လဲဆိုတာနောက်ထပ်ဗီဒီယိုမှာအသေးစိတ်ထပ်ပြီးရှင်းပြပေးမယ်အခုတော့သူရဲ့အမှတ်ပေးစီးမြင်နေအရင်ကြည့်အောင်ဘာတွေကိုအမှတ်ပေးတယ်လဲဘယ်လိုအမှတ်ပေးတယ်လဲဆိုတာအရင်ကြည့်မယ်အမှတ်ပေးတဲ့နေရာမှာအချက်၄ချက်ကိုအဓိကကြည့်ပြီးတော့အမှတ်ပေးတယ်အချက်၄ချက်ထဲမှာဘာတွေပါလဲဆိုတော့ပထမဆုံးချက်အနေနဲ့ text response အောင်ပြောချင်လဲဆိုတော့ပေးထားတဲ့မိကုံကိုထိရောက်ဖြည့်သလားသူတို့လိုချင်တဲ့ essay ပုံစံအတိုင်းဖြည့်သလားအဲ့ဒီပုံမူတည်ပြီးတော့အမှတ်ကကွာသွားတယ်ဒုတိယကတော့ coherence and cohesion လို့ခေါ်တယ်တစ်ကြောင်းနဲ့တစ်ကြောင်းကဆက်စပ်မှုရှိသလားစာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းအကူကပြောင်းမှာချုံမှုရှိသလားအဲ့ဒါကိုကြည့်ပြီးမှတ်ပေးတယ်နောက်တတိယအချက်ကတော့ lexical resource လို့ခေါ်တယ်ကိုယ့်ရဲ့ဝေါဟာရကြွယ်ဝမှုပေါ်မူတည်ပြီးတော့အမှတ်ပေးတယ်နောက်ဆုံးချက်ကတော့ grammar ပါ sentence တွေကိုအမှားမရှိဘဲနဲ့ရေးနိုင်သလား complex sentence တွေမတူညီတဲ့ sentence တွေကိုတည်ဆောက်နိုင်သလားဆိုတဲ့ပုံမူတည်ပြီးတော့အမှတ်ပေးတယ်အပိုင်း၄ပိုင်းပါဝင်တာဖြစ်လို့တစ်ပိုင်းချင်းစီဟာ25%နဲ့ညီမျှတယ်အဲ့ပထမအဆုံးအချက် text response ကိုလည်း band 0ကနေ9အထိသတ်မှတ်ပြီးတော့အမှတ်ပေးတယ်ဒုတိယအချက်ကိုလည်းအတိုင်းပဲတတိယအချက်သရုပ်ထအချက်ကိုလည်း0ကနေ9အထိအဲ့လိုအမှတ်ပေးတယ်အမှတ်ပေးပြီးတဲ့အခါကျမှအကုန်လုံး total ကိုပြန်ပြီးတော့ပြန်မြယူပြီးတော့အမှတ်ပေးတယ်တစ်ချက်ချင်းစီမှာ7ရဖို့ဆိုလို့ရှိရင်ဘာတွေလိုအပ်မလဲဆိုတာအသေးစိတ်နောက်ထပ်ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်